လာပါဒီနေ့မှာတော့မွေ့မွေ့လေးနဲ့အရင်စားကောင်းတဲ့ကြက်အသေးမြင့်အာလူဟင်းကိုချက်ပြပေးမှာဖြစ်ပါတယ်စီပူလာရင်ထောင်းထားတဲ့ကြက်တနီကြက်သွမြူငရုတ်သီးကြောင့်နဲ့ဂျင်းတို့ကိုထည့်ပြီးစီတက်ပေးပါမယ်ပြီးရင်နွန်းမော့အနှဲငယ်ထည့်ကမွေးလာတဲ့အထိစီတက်ပေးပါမယ်အနက်မွေးမွေးလေးထွက်လာပြီဆိုရင်ကြက်အသေးမြစ်ကိုထည့်ပြီးစီပြန်လာတဲ့အထိလုံပေးပါမယ်စီပြန်လာတဲ့အခါစားအရသာမုံရေတို့ထည့်ပြီးကြက်အသေးမြင့်နူးလာတဲ့အထိတည်ပေးပါမယ်ကြက်အသေးမြင့်နူးလာပြီဆိုရင်အာလူကိုထည့်ပြီးအဖုံးအခါဆက်ထည့်ပေးပါမယ်အာလူလည်းနူးလာပြီးစီပြန်လာပြီဆိုရင်တော့မှုမွေးလေးနဲ့စားကောင်းတဲ့ကြက်အသေးမြင့်အာလူရင်းကိုရရှိပါပြီ